တင်ချိုင်းဘရင်အပိုင်း30တောတောင်ခီးနှင့်ဧကရီစစ်ပွဲကြီးပြီးသွားပြီးနောက်တင်ချိုင်းနယ်မြေကပြန်ပြီးတိတ်ဆိတ်သွားခဲ့တယ်။လက်ရောက်အောက်မှာတင်ချိုင်းကြောက်တုံးတွေတန်းတန်းစီနေပြီးလေးတစ်ချက်တိုးတိုင်းတစ်ပင်အိုကြီးတွေတန်ထွက်နေတဲ့အဲ့ဒီနေရာကအခုတော့စစ်ပွဲရဲ့အရေးတောင်မကျန်တော့သလိုတိတ်ဆိတ်နေတယ်။ဇာနီတယောက်တည်းတင်ချိုင်းလယ်မှာရက်နေတယ်။သူ့လက်ထဲကရှေးဟောင်းသားကအလင်းဖြော့ဖြော့တောက်နေတယ်။အဲ့ဒီဓာကသူ့ကိုတင်ချိုင်းဘရင်ဖြစ်စေခဲ့တဲ့ဓာပဲ။သူ့လေကိုဖြည်းဖြည်းအသက်ရှူလိုက်တယ်။ဒီနေရာအခုတော့လုံခြုံသွားပြီ။ဝိညာဉ်တွေတချို့လေထဲမှာပေါ်လာကြတယ်။သူတို့အတန်နှိမ့်နှိမ့်နဲ့ပြောလာကြတယ်။တင်ချိုင်းဘရင်မင်းသွားတော့မလား။ဇာနီတိတ်တိတ်လေးပြုံးလိုက်တယ်။ဟုတ်တယ်။ငါဒီနေရာမှာအမြဲမနေနိုင်ဘူး။သူအဝေးကိုလှမ်းကြည့်လိုက်တယ်။တောတောင်တွေအဝေးမှာမိုးတိမ်နဲ့ဖုံးလွှမ်းနေတယ်။ကဘာကြီးကအကြီးကြီးပဲ။ငါအတွက်ခီးတွေအများကြီးရှိနေသေးတယ်။ဝိညာဉ်တွေတိတ်တိတ်လေးကောင်းငိမ့်လိုက်ကြတယ်။မင်းပြန်လာမယ်ဆိုတာသိပါတယ်။ဇာနီမျက်လုံးပိတ်ပြီးခဏရက်လိုက်တယ်။ပြီးတော့သူတင်ချိုင်းနယ်မြေကနေတောတောင်ဘက်ကိုလှမ်းထွက်သွားတယ်။နေ့ရက်တချို့ကြာပြီးနောက်ဇာနီတောတောင်ကြားတဲ့လမ်းလျှောက်နေတယ်။အဲ့ဒီနေရာကအလွန်လှပတယ်။တောင်တန်းတွေအစိမ်းရောင်နဲ့ဖုံးလွှမ်းနေပြီးမြစ်တစင်းကကြည်လင်တဲ့ရေစီးတန်နဲ့ဖြည်းဖြည်းစီးဆင်းနေတယ်။လေထဲမှာပန်းနှံတင်းတင်းရှိနေတယ်။ဇာနီခဏရက်ပြီးပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်။ဒီနေရာကတာယာလှတယ်။အဲ့ဒီအချိန်တောထဲကနေအတန်တစ်ခုကြားလိုက်ရတယ်။အိုးမိန်းကလေးတယောက်အတန်ပဲ။ဇာနီချက်ချင်းလှည့်ကြည့်လိုက်တယ်။တစ်ပင်ကြားကနေမိန်းကလေးတယောက်ပြေးထွက်လာတယ်။သူမအနောက်မှာဝက်ဝင်ကြီးတစ်ကောင်ပြေးလိုက်နေတယ်။မိန်းကလေးအော်လိုက်တယ်။ကဲပါဇာနီမျက်လုံးတင်းသွားတယ်။သူချက်ချင်းဓာတ်ကိုဆွဲထုတ်လိုက်တယ်။ရက်သူဝက်ဝင်ရှိကိုဓာတ်ရိုက်ပြေးသွားတယ်။ဝက်ဝင်အော်ဟစ်ပြီးလက်ကြီးနဲ့တိုက်လိုက်တယ်။ဒါပေမဲ့ရှက်ဇာနီဓာတ်တစ်ချက်လှည့်ခုတ်လိုက်တယ်။ဝက်ဝင်ချက်ချင်းနောက်ကိုလှန်ကျသွားတယ်။တောထဲကိုထွက်ပြေးသွားတယ်။အခုမှတိတ်ဆိတ်သွားတယ်။ဇာနီလှည့်ကြည့်လိုက်တယ်။မိန်းကလေးကတစ်ပင်နားမှာရက်နေတယ်။သူမမျက်နှာကိုမြင်လိုက်တဲ့အချိန်ဇာနီခဏတိတ်သွားတယ်။သူမကအလွန်လှတယ်။ရှည်လျားတဲ့သပင်နက်နက်တွေလေထဲမှာလှုပ်နေတဲ့မျက်လုံးတွေကကျဲတစင်းလိုတောက်နေတယ်။မျက်နှာပေါ်မှာအပြစ်ကင်းတဲ့အပြုံးလေးရှိနေတယ်။ဇာနီစိတ်ထဲမှာထူးဆန်းတဲ့ခံစားချက်တစ်ခုပေါ်လာတယ်။မိန်းကလေးဖြည်းဖြည်းလှမ်းလာတယ်။ကျေးဇူးတင်ပါတယ်။သူမအတန်ကနူးညံ့တယ်။ဇာနီခေါင်းညှိလိုက်တယ်။ဘာမှမဟုတ်ပါဘူး။မိန်းကလေးပြုံးလိုက်တယ်။ကျမနာမည်ကဧကရီ။ဇာနီနည်းနည်းအံ့ဩသွားတယ်။ဧကရီသူလည်းပြန်ပြောလိုက်တယ်။ငါနာမည်ဇာနီဧကရီမျက်လုံးတောက်သွားတယ်။ဇာနီနာမည်လှတယ်။လေထဲမှာခဏတိတ်ဆိတ်သွားတယ်။တောထဲကငှက်တံတွေကြားနေရတယ်။ဧကရီဖြည်းဖြည်းပြောလိုက်တယ်။ဇာနီမင်းခီးသွားနေတာလား။ဇာနီခေါင်းညှိလိုက်တယ်။ဟုတ်တယ်။ငါနေရာတွေအများကြီးသွားမယ်။ဧကရီပြုံးလိုက်တယ်။ဒါဆိုကျမနဲ့အတူလမ်းလျှောက်မလား။ဇာနီနည်းနည်းအံ့ဩသွားတယ်။ဒါပေမဲ့သူလည်းပြုံးလိုက်တယ်။ကောင်းတယ်။နှစ်ယောက်လုံးမျက်နှာလမ်းကိုဖြည်းဖြည်းလမ်းလျှောက်သွားကြတယ်။လရောင်ကတောထဲကိုဖြည်းဖြည်းလင်းနေတယ်။ဧကရီတစ်ချက်လှည့်ကြည့်လိုက်တယ်။ဇာနီဘာလဲ။မင်းထူးဆန်းတဲ့လူတစ်ယောက်လိုပဲ။ဇာနီရဲလိုက်တယ်။ဘာကြောင့်ဧကရီနည်းနည်းပြုံးပြီးပြောလိုက်တယ်။မင်းမျက်လုံးထဲမှာအယမ်းဝမ်းနည်းတဲ့အရာတွေရှိတယ်။ဇာနီခဏတိတ်သွားတယ်။ဒါပေမဲ့သူပြုံးလိုက်တယ်။အတိတ်ကအရာတွေပါ။ဧကရီသူ့ကိုတိတ်တိတ်လေးကြည့်နေတယ်။လေထဲမှာလှပတဲ့တိတ်ဆိတ်မှုရှိနေတယ်။သူတို့နှစ်ယောက်လမ်းလျှောက်ရင်းမတိမတာနီးကပ်လာနေကြတယ်။အဲ့ဒီညမှာတောတောင်ကြားမှာဇာနီရဲ့ခီးအသစ်စတင်လာခဲ့တယ်။ပြီးတော့သူ့ဘဝထဲကိုဝင်လာတဲ့မိန်းကလေးတစ်ယောက်ဧကရီဇာနီနဲ့ဧကရီရဲ့အချစ်ဆက်လန်းဘလို့ဆက်ဖြစ်မလဲမကြာမီလာမီမျော